မင်္ဂလာပါရှင်ဆရာမနန်းနိုင်စနေရေးသားထားတဲ့ပျော်ရွှင်မှုဒီလောက်မခက်ခဲပါစေနဲ့စာအုပ်လေးထဲမှာပါတဲ့စာပိုက်လေးတစ်ပိုက်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်စာပိုက်လေးရဲ့ခေါင်းစဉ်ကကိုအမှောင်ထဲပြစ်ရှာမထားပါနဲ့လူတိုင်းမှာဒီလိုခိုက်တန့်လေးရှိခဲ့ပူမှာပေါ့ခါတီမှုတွေကိုရင်းနဲ့တိုးဝတ်ထားပြီးနေရတနေရမှာအာရပါရအော်ဟင်းငိုလိုက်ရှင်နာအဲ့ဒီနောက်အရာအလုံးကိုမေ့ပြေးပြီးအတစ်တဖန်ပြန်စားရှင်နာမျိုးလေဒီလိုချိန်မျိုးလဲရှိဘူးကြမှာပေါ့ဝမ်းနဲ့ပူဆွေးမှုတွေရောက်လာတဲ့အခါငါတို့မှာရုတ်တရက်ရှိသမျှအင်အားတွေဆုပ်ယုပ်သွားတယ်ဘေးကနေဘလို့အလွတ်ရောပြီးဘဝကဘယ်ချိန်မှပြန်ကောင်းလာမယ်ဆိုတာကိုမသိနိုင်တာမျိုးပေါ့အရွယ်ရောက်သူတို့ရဲ့ကဘာမှာစိတ်ဖိအားနဲ့စိတ်ဆင်းရဲမှုကိုရင်ဆိုင်ရတဲ့အခါထုတ်ပေါ်ပြောဖို့အခက်တွေ့ကြရတယ်ထုတ်ပေါ်ပြောတဲ့အခါဒါလေးတော့မဖြေရှင်းနိုင်ဘူးလားလို့အရေးခံရမှာဆိုတယ်ထုတ်ပေါ်ပြောတဲ့အခါထုတ်ဖို့မပြောတဲ့အခါရင်မှာခံစားရခတ်တယ်ဒီလိုနဲ့မှောင်နှက်နဲ့ညမှာရင်ကိုထိတဲ့တရှင်တစ်ပုတ်ဖွင့်ပြီးဝမ်းနေခြင်းနဲ့အပြိုင်လဲပြိုခြင်းကငါတို့ရဲ့တခုရီတော့ထွက်ပေါက်ဖြစ်ခဲ့တယ်နှစ်သိစကားတစ်ခွန်းကဒီလိုဆိုတယ်ရင်နဲ့ဘလောက်ထိခိုက်လဲကိုအမှောင်ထဲပြစ်ရှာမထားပါနဲ့ကိုခံစားချက်ကိုအကျင့်မရှိပါနဲ့အရှိန်မှန်စားပါအရှိန်မှန်အိပ်ပါရေနွေးနဲ့ရေရှိုးပစ်ပါလက်ဖေးရှိုးလေးတောက်ပါနေဝင်စည်းစာမြည်ရည်ပင်တွေကြည်ပါတစ်ပင်ပန်းမရင်နှံခံပါမကောင်းတဲ့ငွေသက်တွေကိုမောင်းထုတ်ပါဘဝရဲ့နေရာတိုင်းမှာပြိုပြက်လက်နေတဲ့ကြဲကလေးတွေရှိပါတယ်မျက်စိရှိကလည်းဘလောက်ခက်ခဲကြမ်းတမ်းလဲဒါမှမဟုတ်အရှိန်တော်ကြောင့်ကြိုးစားခဲ့ပြီးမြင်မျောလေးချင်းအလင်းရောင်ကိုမမြင်ရသေးရင်လေအလွယ်တကူလက်မလွတ်လိုက်ပါနဲ့ကိုခက်ခဲပြင်ပန်းခဲ့သည်မြကြခဲ့တဲ့မျက်ရည်တွေဟာတနေ့တချိန်မှာကိုလင်းလက်တောက်ပသူဖြစ်စေလာနိုင်တဲ့ဆိုတာကိုယုံပါဘလောက်ပဲရှည်လျားတဲ့လမ်းဖြစ်အဆုံးထိချောင်းနိုင်တဲ့တနေ့တော့ရှိတယ်မွဲပြမှောင်တဲ့နေချိန်မှာလဲကိုရှိတဲ့သူတယောက်ကတော့ရှိတယ်ဘဝထဲမှာကံကောင်းခြင်းတွေလည်းအများကြီးရှိပါတယ်အဲဒီကံကောင်းခြင်းကစိတ်ရှိတိခတ်နိုင်သူတွေအတွက်ပါတကယ်လို့မောပန်းပြီဆိုရင်အိပ်ရီဝတရေလောက်အိပ်ပြပါကံကောင်းခြင်းတွေဟာကိုရှိရာစီလာဖို့လမ်းပေါ်ရောက်နေပြီဆိုတာယုံလိုက်ပါပြီးပါပြီရှင်ဒီစာပိုက်လေးကိုနားဆင်ပြီးတော့တစုံတစ်ခုတော့ခံစားချက်ခွန်အားတွေရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အစားဆုံးနားဆင်ပေးကြသူအားလုံးစိတ်ချမ်းသာကိုကျန်းမာပါစေရှင်နားဆင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးပါ